မေမျိုးဤတောင်ငါးတောင်နှင့်စမ်းကြယ်ဖြစ်ရများတလားရှိုးတောင် Lashu Hill. လားရှိုးတောင်ဟာမြို့ရဲ့အမြင့်ဆုံးနေရာတစ်ခုဖြစ်ပြီးရှုခင်းကြည့်ဖို့ကောင်းသလောက်ညဘက်မှာတော့အလွန်ခြောက်ခြားဖို့ကောင်းပါတယ်6လန့်ပုံညစ်နက်တဲ့အခါတောင်ပေါ်လမ်းမှာမိအိမ်ကင်ထားတဲ့လူတစ်ယောက်လမ်းလျှောက်နေတာကိုဝေးဝေးကမြင်ရတတ်ပါတယ်အနားရောက်သွားရင်တော့အဲ့ဒီလူကပျောက်သွားပြီးတောထဲကနေစစ်ဖက်နှက်တံတွေခက်ပြင်းပြင်းကြားရတတ်ပါတယ်ကိုလိုနီခေတ်ကကင်းဆောင်ရင်တေဆုံးခဲ့တဲ့ဝိညာဉ်တွေရှိတယ်လို့ဆိုကြပါတယ် Nisin Dao Sintang. စင်တောင်ဘက်ဟာတောအုပ်ထူထပ်ပြီးနယ်မြေကမှော်ဆန်ပါတယ်6လန့်ပုံဒီတောင်မှာတော့လမ်းမအောင်လှုပ်ခြင်းမြေတစေကွယ်ခြင်းအဖြစ်အများဆုံးပါတောင်ပေါ်ကနေပြန်ဆင်းတဲ့အခါလမ်းကြောင်းအတိုင်းဆင်းပေမဲ့တနေရာတဲကိုပဲပြန်ရောက်နေတာမျိုးဆိုင်ကယ်စီးလာရင်နောက်ကနေလူတစ်ယောက်လိုက်ပါလာသလိုလေးလံသွားတာမျိုးတွေကြုံရတတ်ပါတယ်တခါတရံစင်ရိုင်းကြီးတစ်ကောင်ရဲ့ဟိန်းတန်ကိုကြားရပေမဲ့ဘာမှမတွေ့ရတာမျိုးလည်းရှိပါတယ်သုံးပွဲကောက်တောင် Puika Kill. ပွဲကောက်ရေတခွန်နဲ့နီးတဲ့ဒီတောင်ကုန်းတွေမှာတော့ရေတခွန်ရဲ့ဝိညာဉ်ပုံမြင်တွေနဲ့ဆက်ဆက်နေပါတယ်6လန့်ပုံ6ကမ်းပါးနားမှာအမျိုးသမီးတဦးငိုနေတန်ကိုလေထဲမှာကြားရတတ်ပါတယ်လူချေပြက်ချိန်မှာရေတခွန်နားမှာတယောက်တည်းသွားလာရင်ကိုထင်ပြတတ်ပြီးအဲ့ဒီနေရာမှာမတော်တဆဖြစ်ပြီးတေဆုံးခဲ့မှုတဲ့သူတွေရဲ့ဝိညာဉ်တွေကအဖော်လာခေါ်တတ်တယ်လို့ဒေသခံတွေကယူဆကြပါတယ် Store Lee Shui Set Dwarong, Shu Sat Dwa Hill. ဒီတောင်ကတော့ဘာသာရေးနဲ့ပတ်သက်ပြီးစမ်းကြဲတဲ့နေရာတစ်ခုပါ6လန့်ပုံဒီတောင်မှာတော့အဆောင်ရှောက်တွေကပိုပြင်းထန်ပါတယ်တောင်ပေါ်မှာမဖွေမရပြောဆိုတာဒါမှမဟုတ်တဘာဝပတ်ဝန်းကျင်ကိုဖျက်ဆီးတာမျိုးလုပ်ရင်ညဘက်မှာအိမ်မက်ထဲထိလာချောက်တာမျိုးသို့မဟုတ်ကိုလက်မဲ့အိမ်မတာဖြစ်တာမျိုးကြုံရတတ်ပါတယ်တောင်ပေါ်လမ်းမှာညဘက်ဖြူဖြူအရေးကြီးတွေမတ်တရက်နေတာကိုမြင်တွေ့ရတတ်တယ်လို့ကိုတွေ့ကြုံသူတွေရှိပါတယ်ငါးတန်တောင် Bintang. တန်တောင်ကတော့စစ်တပ်ကတော်နယ်မြေတွေနဲ့နီးပြီးကိုလိုနီခေတ်ကလေးကတမိုင်းကြောင်းရှိခဲ့တဲ့နေရာပါ6လန့်ပုံညစ်နက်10နှစ်နာရီကျော်ရင်တန်တောင်လမ်းတစ်လျှောက်မှာခေါင်းမပါတဲ့စစ်သားတစ်ယောက်ကင်းလှည့်နေတာကိုမြင်ဘူးတဲ့ဆိုသူတွေရှိပါတယ်